စာမွေးမှာစာချက်တဲ့သူတွေအတွက်အသက်ကသိပ္ပံနည်းလမ်းများစာမွေးကမနှက်ပြန်လို့မဟုတ်နောက်ရက်ပိုင်းတွေမှာကြောက်တော့မင်းကတော့စာအုပ်ကြီးအခုမှဖွင့်ပြီးဘာလို့မှမသိပဲနေဖြစ်နေတယ်ဒီတိုင်းကစာကိုကြိုကြရမယ်လို့ပဲဆရာလုပ်ကြပြီပဲတက်ပြီမှာအချိန်မရှိတော့ပဲခက်ကြရတဲ့အချိန်ကိုကြုံလာရတဲ့အခါဘုံတော့ကိုအတင်းမှစာထုတ်ယူခိုင်းလို့ရတယ်စိတ်ပန်ကြအဲ့ဒီမှာပုံရှိစာမွေးကမအောင်တော့တဲ့တက်ရှိဘူးလို့ဒီလိုကအခုတော့ဖြစ်နေစိတ်ထားတယ်ဟုတ်တယ်စာအုပ်ထက်ခါပြန်ဆက်ဒီခေါ်တော့အချိန်မရှိတော့တဲ့စာအုပ်အချင်းချင်းလိုက်ခတ်တိုင်းတားနေတာအချိန်အဆုံးဆုံးပါဒီစိတ်ကထွက်နေတယ်ဘုံတော့ကဘာမှမမှတ်ထားတဲ့တက်ရှိဖြစ်သွားတယ်ဒီစာမင်းကတော့ခက်ပြီးပြန်လာမှတ်တယ်စာအုပ်ကိုဘုံနဲ့တက်တယ်ဒီဘာမှမလုပ်ရဲဆိုပြီးဒီလိုပြန်လာဘုံတော့ပြန်ရဘုံတော့ချမ်းတယ်ဒီအတမပြန်လို့ပေါ်ရတဲ့အခါမှာဒီကမှတ်တယ်ဒါပါလို့စာမင်းကတော့မသိဘူးအောင်းပြီးသွားခောက်ကပြရတယ်အချရေးပြပါဒါဟာဘီတင်လာចောင်းသားတွေစာမိုးဝဲနည်းရင်အသုံးအများဆုံးသိပ္ပံနည်းလမ်းဖြစ်ပြီး blotting method လို့ခေါ်ပါတယ်မိကျက်ရမယ့်အခန်းတစ်ခန်းကို10မိနစ်လောက်အာရုံစိုက်ပြီးအမြန်ဖတ်ပါပြီးရင်စာအုပ်ကိုပိတ်စာရွက်အလွတ်တရွက်ပေါ်မှာမင်းခေါင်းလေးကြံခဲ့သမျှအချက်အလက်တွေ keyword တွေကိုအလွတ်ချရေးပြလိုက်ပါအဲ့ဒီနောက်စာအုပ်ကိုပြန်ဖွင့်ပြီးကိုကြံခဲ့တဲ့အချက်တွေကိုတခြားအယောင်ဥပမာအနီရောင်နဲ့ဖြည့်ဆွတ်ပါဒီလိုလုပ်တာဟာအုံနောက်ထဲမှာကိုမသိသေးတဲ့ကွက်လက်တွေကိုချက်ချင်းမြင်သာသွားစီလို့အချိန်တိုအတွင်းမှာအမှတ်ရမယ့်အနှစ်ချုပ်တွေကိုပဲကွက်တိဆွဲယူနိုင်သွားပါလိမ့်မယ်တောင်း45မိနစ်ချက်15မိနစ်နားပြီးမဖြစ်မနေအိပ်ပေးပါအချိန်မရှိဘူးဆိုပြီး9နာရီ6နာရီဇက်တိုက်အရေးပြက်ခံစာထိုင်ကြက်တာဟာစာမေးပွဲခန်းထဲကျရင်ခေါင်းထဲ blank ဖြစ်သွားစီ